တော်များများမရကြတဲ့ active passive မှာ passive စာကြောင်းလေးတွေကိုဘယ်လိုသုံးရမလဲဆိုတာကိုဒီစာကြောင်းလေးတွေကိုရေးကြည့်ရင်းနဲ့လေ့လာကြည့်ပါမယ်နံပါတ်1အခန်းတွေကိုတောက်ကြနေတိုင်းတန်ရှင်းရေးလုပ်တဲ့ဒီစာကြောင်းကို attitude အရင်ရေးကြည့်မယ်အခန်းတွေဆိုတော့တော်တော်များများသိပြီးသားအခန်းဆိုတာက room နဲ့သုံးလို့ရတယ်အခန်းတွေဆိုတော့အဲ့ဒီ room မှာ as လေးထည့်ပေးပါမယ်တောက်ကြနေတိုင်းတန်ရှင်းရေးလုပ်တဲ့တန်ရှင်းရေးလုပ်တဲ့ဆိုတာလေတော်တော်များများသိပြီးသား verb လေးဖြစ်တဲ့ clean နဲ့သုံးလို့ရတယ်တောက်ကြနေတိုင်းဆိုတော့ဒါပေါ့ every Friday ဒီလိုလေးရေးလိုက်လို့မယ်ကဲဒါဆိုလို့ရှိရင်စာကြောင်းလေးက the rooms clean every Friday အခန်းတွေကိုတောက်ကြနေတိုင်းတန့်ရှင်းရေးလုပ်တဲ့မှန်သွားပြီလို့ထင်လားရုပ်တရက်ကြည့်ရင်မှန်တယ်လို့နဲ့ဒီစာကြောင်းတွေမှားပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုကစာကြောင်းရေးပြီးတဲ့ခါတိုင်းမှာတတိထားစရာတစ်ခုရှိတယ်ရှေ့ဆုံးကနောင်ကြီးကအနောက်က verb ကိုသူ့ကိုယ်တိုင်လုပ်နိုင်တာအမြဲစဉ်းစားရပါမယ် the rooms အခန်းကြီးကတန့်ရှင်းရေးလုပ်တဲ့အခန်းကသူ့ကိုယ်သူပြန်ပြီးတန့်ရှင်းရေးလုပ်နိုင်လားမလုပ်နိုင်ပါဘူးအဲ့ဒီလိုမျိုးရှေ့ဆုံးကနောင်ကအနောက်က verb ကိုသူ့ကိုယ်တိုင်မလုပ်နိုင်ဘူးဆိုရင် passive စာကြောင်းပုံသဏ္ဍာန်လေးဖြစ်တဲ့ be plus verb 3လေးနဲ့လာသုံးပါမယ် verb to be ကတော့ tense ပုံစံမှာမူတည်ပြီးတော့ verb 1ဆိုရင် am is are တွေကရွေးပြီးသုံးမယ် verb 2စာကြောင်းအတွက်ဆိုရင် was were တွေကရွေးပြီးသုံးမယ်ဒီမှာက verb 1မို့လို့ am is are တွေကရွေးမယ် the room ဆိုတော့ am ဖြစ်မလား is ဖြစ်မလား are ဖြစ်မလားဒါပေါ့အခန်းတွေအခန်းများဆိုတော့ are နဲ့သုံးလိုက်ပြီးတော့ verb 3လေးလာရေးရမယ်ဆိုတော့အဲ့ဒီ clean ကိုပဲ verb 3လေးပြောင်းပြီးသုံးလိုက်ရုံပဲဒီတော့စာကြောင်းအမှန်က the rooms are cleaned every Friday အခန်းတွေကိုတောက်ကြနေတာတန့်ရှင်းရေးလုပ်တယ်ဒီလိုပြောမှမှန်ပါမယ်တော်တော်များများမှားကြတဲ့အရာလေးเนาะနောက်တစ်ကြောင်းထပ်ကြည့်မယ်ပကံတွေကိုညာတိုင်းစေးတဲ့ပကံတွေဆိုတော့အတူတူပဲဒီမှာ the dishes နဲ့သုံးလိုက်ပါမယ်ကဲစပြီးတော့ရေးလိုက်ပြီး the dishes စေးတာကကြတော့ဒါပေါ့ wash နဲ့သုံးလို့ရတယ်ရေးလိုက်ပြန်ပါပြီညာတိုင်းဆိုတော့ every night ဒီတိကလည်းတည်ပြီးသားစောနာလိုပဲပြန်ကြည့်ပါမယ်ပကံတွေကစေးတယ်ဆိုတော့သူတို့ကိုသူတို့ပြန်စေးနိုင်လားမစေးနိုင်ဘူးဒါဆိုရင်ဒါပေါ့ b plus verb 3ပုံသဏ္ဍာန်လေးလာရှင်းမယ် verb 1စာကြောင်းပဲမို့လို့ဒီနေရာမှာလဲ am is are plus verb 3ဖြစ်သွားမယ်ဆိုတော့ the dishes ကလည်းအများဖြစ်တဲ့အတွက်ကြောင့်မို့လို့ are လေးနဲ့ပဲချက်သုံးမယ်ပြီးသွားလို့ရှိရင် wash ကို et လေးပေါင်းလိုက်ရင် verb 3ဖြစ်သွားပြီဒါဆိုရင်စာကြောင်းလေးက the dishes are washed every night ပကံတွေကိုညတိုင်းစေးတယ်ဒီလိုလေးပြောချင်တာဖြစ်သွားပါပြီကဲဒါဆိုလို့ရှိရင် passive စာကြောင်းလေးတွေကိုစကားပြောတဲ့အခါမှာလည်းထည့်သုံးတတ်မယ်လို့ထင်တယ်ဒါလေးနားလည်နေဆိုရင်ဒီစာကြောင်းလေးကိုကြိုးစားရေးခဲ့ပြီးကြည့်ပါအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်